ထန်းအဘိဓမ္မာတော့အကြောင်းတရား24ပါး24ပစ္စည်းကိုအကျေဟောကြားသောဗုဒ္ဓဒေသနာတရားလို့ဝင်ပါတယ်ထားပါတော့ခုပြောလို့တာအဓိပ္ပာယ်ကိုမဟုတ်ပါဘူးရေးထုံးကိုပါပါးစောင်းနောက်ကငါလေးရခြေတော်လေးရတစ်ဆက်တည်းမဟုတ်ပဲလေပင်လေးခံနေတာနဲ့ငါလေးရခြေတော်လေးတစ်ဆက်တည်းဖြစ်နေတဲ့တနည်းအားဖြင့်ထောက်ဝင်မိုင်းနဲ့ရေးတဲ့ရေးထုံးဆိုပြီးရေးထုံးနှမျိုး꿰နေတယ်အလားတသက်ရေးတာရေးဟန်သာ꿰ပြီးတတန်နဲ့ထွက်တယ်ဘာမှမထူကြဘူးလို့ထင်ကောင်းထင်နိုင်ပေမဲ့အမှန်တော့ကွာပါတယ်ပထမပုံစံလေးကိုရေးဖို့ဆိုရင်ယူနီကုတ်မှာလေပင်ပါတဲ့အခရာလေးကတီးတန်းမပါတော့ပါစောက်ရေးပြီးတော့တာတလင်းကျိတ်ရေးပြီးတော့စာစစ်နဲ့အပေါင်းလက္ခဏာရေးပြီးထောက်ဝင်မဲ့ရေးပြီးတော့ရေးချနတ်ငယ်တာဝိဆန္ဒလုံးပေါ့ပေါ့တဘောကအဆိုပါလေပင်လေးကတာတလင်းကျိတ်နဲ့ထောက်ဝင်မဲ့နှလုံးစင့်ထားတဲ့ချုပ်ထားတဲ့သင်္ကေတပေါ့ဗျာဒီတော့ဓာတ်ဖြီလိုက်ရင်ပါစောက်တာတလင်းကျိတ်တာထောက်ဝင်မဲ့ရေးချနတ်ငယ်တာလို့ဖြစ်သွားမှာပေါ့နောက်လေဘေးမပါတဲ့ရေထုံကတော့အထုတလေရှင်းပြနေဖို့မလိုမယ်မထင်ပါဘူး။ပါတော့ထောက်ရမယ့်ရေချနငယ်တာဝိဆန္ဒလုံးပေါ့ပဲပေါ့။ဒီစကလုံးလေးကပါဠိပဋ္ဌာနာနေမြန်မာမှုပြုထားတယ်လို့ဆိုပါတယ်။ဒီတော့ဒီရေထုံတစ်ခုကိုရှင်းလိုက်ရင်ကိုတော့လေဘေးပါတဲ့ရေထုံလေးကိုပိုးပြီးသဘောကျမိတယ်။အရက်သုံးမှာတော့ဒီရေထုံနှစ်ခုလုံးအလင်းသင့်လို့သုံးကြပါမယ်။အဘိဓမ္မာတော့ဒီလေဘေးပါတဲ့ပုံစံလေးကိုပဲပြဋ္ဌာန်းထားတယ်ဗျအတန်အပြင်တော့စာတန်တိုင်းပဋ္ဌာန်းလို့ထွက်မလားဖတ်ယူဖတ်စင်တိုင်းပဋ္ဌာန်းလို့ပဲထွက်မလားဆိုတာတော့တကိစ္စပေါ့အရေးတော့ဟုတ်အောင်တော့မြည်စေအာနာရှင်မောချအဆုံးတတ်တော်မြည်